ပေးမှတရားထိုင်နေပါတယ်။တရားထိုင်လို့ပြီးမှတော့ပေါင်ကန်းလေးကသူ့ဆရာတခင်ရဲ့မျက်နှာကိုတစ်ချက်ကြည့်ရင်ဘာလို့ဒီလောက်ရုပ်ချောပြီးကြည်ကောင်းနေရလဲလို့စိတ်ထဲမှာရည်ရွယ်နေတော့ဆရာတခင်မျက်လုံးပွင့်လာလို့လန့်သွားပါတယ်။တခင်လေးကအိတ်နေရမဟုတ်ဘူးလားလို့မေးလိုက်တော့သူဟာနောက်တဲ့နေပေါင်း3000ကိုတွက်ဆနေတာဖြစ်ပြီးသူအရင်ကကက်ကြိုးစားခဲ့တဲ့အရာအလုံးဟာပျက်စီးသွားပြီးအစ်စ်ကပြန်စားရမှာကိုအရန်ပြင်းနေရလို့ဆိုပါတယ်။ဒါဆိုရင်နောက်3နှစ်ဆိုဘာဖြစ်မလဲလို့မေးနေတော့သူတို့စီကိုလူတယောက်ရောက်ရှိလာပါတယ်။ဘလူကချင်းရှန်ကိုင်းနန်းဆုံးကိုင်းခွဲကအကြီးကဲလူဖြစ်ပြီးဖြင်ကိုင်းနဲ့အစ်စ်ဝင်လာတဲ့တပည့်တွေကိုလေ့ကျင့်ပေးနေတဲ့လူရဲ့ဖြစ်ပါတယ်။သူဟာလောကမှာတွေ့ရခဲ့တဲ့မွေးရပါရမီရှင်လေးပေါင်ကန်းကဒီရွာမှာရှိနေတဲ့အကြောင်းတင်းကြားလို့လာခဲ့တာဖြစ်ပါတယ်။ချင်းကျုံနဲ့တွေ့တဲ့အခါမှာတော့ပေါင်ကန်းထက်ထူခြားပြီးမျိုးရိုးမြင့်တခင်လေးတွေပဲဖြစ်ဖြစ်ရွှေရွက်ကန်းကလှပတဲ့မင်းကလေးတွေရဲ့တပည့်တွေပဲဖြစ်ဖြစ်ဒီလူနဲ့ရှင်လို့မရပဲလုံးဝထူခြားနေတာကိုစိတ်ထဲလိုခံစားနေရပါတယ်။ထို့နောက်သူတို့နှစ်ယောက်ကိုသူနဲ့အတူထာဝရရှင်တန်အောင်ကြည်ကြံကျင်လာလို့မေးပြီးနှစ်ယောက်လုံးကိုဂိုင်းနဲ့ဝင်မှုဖိတ်ခေါ်လိုက်ပါတယ်။ပေါင်ကန်းလေးကနတ်ဆရာဟာသူ့ရဲ့အချင်းစရိုက်ကိုတောင်သိအောင်ချိန်ပေးပြီးမလို့ပဲချက်ချင်းကြီးဂိုင်းနဲ့ဝင်မှုခေါ်တာကိုနားမလည်နိုင်ဖြစ်နေတာကြောင့်ဆရာတခင်ကိုမေးပါတယ်။ကြည်ကြံမှုကပါရမီကိုကြည်တာဖြစ်ပြီးအချင်းစရိုက်ကအချိန်မီပြောင်းလဲနေတာကြောင့်စိတ်ထားကောင်းတဲ့လူလည်းရန်သူနဲ့တွေ့ပြီးပြောင်းလဲနိုင်တယ်လို့ဆရာတခင်ကဆိုပါတယ်။နောက်နေ့မနက်မှာတော့ဆရာနှစ်ပန်းနှစ်ယောက်ခြေရှမ်းကိုင်းကိုဝင်ဖို့ဆုံးဖြတ်လိုက်ပြီးကြီးကွေးလူနောက်လိုက်သွားပါတယ်။ဂိုင်းဝင်ရောက်တဲ့အခါမှာတော့ဂိုင်းတောင်မတကားရဲ့စင်းသွင်းနတ်ဆရာကဒီတစ်ခေါက်ကြီးကဲပြန်လာတာမြန်လို့ဘာအကြောင်းသူရှိလို့လဲဆိုပြီးမေးလိုက်ပါတယ်။ပါရမီရှင်တူကိုဂိုင်းနဲ့အမြန်ခေါ်တွင်းနိုင်မှာစိတ်ချနိုင်မယ်လို့စဉ်းစားပြီးလောတကြီးပြန်လာတာလို့ဆိုပါတယ်။ကြီးကဲကစကားကိုတော်ခြေကပြောဆိုနေမှတော့ဘလို့ပါရမီရှင်မျိုးကိုခေါ်လာလဲဆိုတာသူကြည့်ချင်အောင်မယ်ဆိုပြီးချင်းချိုကိုတစ်ချက်လေးကြည့်မှတော့ကြီးကဲကဒီတစ်ခေါက်ရန်ထူးခြားတဲ့လူကိုတွေ့ထားတာပဲလို့ဆိုလိုက်ပါတယ်။ကြီးကဲကငင်းလေးကောင်လေးဟာမွေးရပါချင်းကျင်သူပါရမီရှင်လို့ပြောမှအံ့ဩသွားပြီးစေအမြန်သွန်ခံလိုက်ပါတယ်။ခိုင်းနေရောက်တဲ့အခါမှာတော့အကြီးခွေးလူကအခြေခံတိုင်းပညာနီးလန်းစာအုပ်ကိုတယောက်တအုပ်စီပေးပြီးခိုင်းထဲမှာတွင်းလန်းနဲ့အပြင်ကန်းရှိရဆိုပြီးရှင်းပြပါတယ်။ကြည်ကျင်လောကမှာခိုင်းတိုင်းကကိုယ်ပိုင်တိုင်းပညာရှိကြပြီးစိတ်ခွဲခြားတာမတူပေမဲ့တဘောတရားကတော့ခွဲပြားတာမရှိဘူးလို့ဆိုပါတယ်။ခြေရှင်းကန်းကတော့ပထမအဆင့်ဒုတိယအဆင့်နဲ့တတိယအဆင့်ရှိရဆိုပြီးစိတ်30ရှိကပထမအဆင့်မှာတော့အပိုင်းတစ်ပိုင်းရှိပြီးတစ်ခုကယောဟိနဲ့နောက်တစ်ခုကနတ်တစ်ပိုင်းလို့ဆိုပါတယ်။နတ်တစ်ပိုင်းအဆင့်ရောက်အောင်ကြည်ကြံပြီးတွင်းလိုင်းဆောင်ဝဲကိုဝင်ဖြေနိုင်ပြီးအောင်မြင်မှတွင်းကိုင်းနဲ့ဝင်ပြီးဓာတ်ဆောင်မှတည်ယူနိုင်မယ်လို့ဆိုပါတယ်။ဓာတ်ဆောင်နဲ့ဝင်နိုင်မှကြီးကျယ်ရေးလောကတဲ့ကိုအမှန်တကယ်ဝင်ရောက်လာတာဖြစ်ပြီးနဲ့အလင်းဖွင့်တာကိုဒုတိယအဆင့်ဖြစ်တယ်လို့ဆိုပါတယ်။ဉာဏ်အလင်းပွင့်မှဓာတ်တောင်ဝကကိုပိုင်ဓာတ်ကိုရှာဖွေနိုင်မှဖြစ်ပြီးဓာတ်ကိုထိန်းချုပ်ကဓာတ်ပြန်လက်စီးနိုင်မယ်လို့ဆိုပါတယ်။ဓာတ်ကိုကျွမ်းကျင်စွာထိန်းချုပ်နိုင်ရင်ဓာတ်ဆက်ကဲ့သို့ပြောင်းလဲကိုလည်းဝင်ပြန်နိုင်ပြီးအနာရရှိရင်တောင်ထိပ်ကိုလုံးရဲ့တပည့်အဖြစ်ခေါ်ယူနိုင်မယ်လို့ဆိုပါတယ်။အဲဒီခါမှနောက်ဆုံးအဆင့်ကိုဝင်ရောက်နိုင်မှဖြစ်ပြီးဓာတ်ကိုခန္ဓာကိုယ်ရဲ့သိသိနိုင်မှကြီးကျယ်ရေးလောကရဲ့အမှန်တကယ်တမ္မာတုလို့ဆိုလိုက်ပါတယ်။ပေါင်ကန်းဟာမွေးရပါကြင်ကြံသူပါရမီရှင်ဖြစ်လို့9နှစ်အတွင်းနတ်တစ်ပိုင်းဆင်းရအောင်ကြိုးစားပြီးအတွင်းကိုင်းကိုဝင်ရောက်ခါချက်ချင်းကိုင်းအတွက်အံ့ဩစရာတွေဖန်တီးပေးဖို့တောင်းဆိုပြီးထွက်သွားပါတယ်။ချက်ချင်းကိုင်းမှာကြောက်လန့်ရွံ့နဲ့ထန်းကွန်းတောင်ထိပ်ကဂိုင်းကျိုးရဲ့တပည့်ကလွဲပြီးမွေးရပါကြင်ကြံသူမပေါ်ထွက်ခဲ့တာကြာပြီမို့ဂိုင်းသားများကပေါင်ကန်းလေးနဲ့မိတ်ဆွေခွဲချင်နေကြပါတယ်။လူတစ်ယောက်ကသူ့ရဲ့နာမည်ဟာရွှွယုံကောဖြစ်ပြီးလူတိုင်းမှာအနားယူဖို့ကိုယ်ပိုင်ခြံဝင်းနေရှိရမို့ညဘက်တိတ်ဆိတ်ပြီးအနားယူခြင်းသူ့ခြံဝင်းကိုလာနေပါလို့ဖိတ်ခေါ်လိုက်ပါတယ်။ကိုငပြင်းလဲအိတ်နေတာကိုနှောက်ယှက်ဖြစ်လို့ထသွားလိုက်ပြီးပေါင်ကန်းလေးလည်းပစ္စည်းတွေတင်ကကဲယုံမှုကိုကျေးဇူးတင်စကားပြောကသူ့ဆရာသခင်နောက်ကိုလိုက်သွားပါတယ်။ဝိရပါကျင့်ကြံသူကသူများအတွက်အစီခံလုပ်ပြီးရလို့ဆိုပြီးရွှေယူဖို့ကမကြည်မနှက်ဖြစ်နေပါတယ်။နောက်တစ်ခါမှာတော့ပိခုတောင်ကမြေရောက်ခန်းထဲမှာချုံနောက်ခန်းသားရတဲ့လိန်ဖော်ရဟာလူကြောင့်မှုကြောင့်ရှော့အော်နေရင်တစ်ပြီးရင်နှစ်ပြီးရင်3လာမယ်လို့အော်ခေကပိုင်းနေလဲပြီးဆုံးသွားပါတယ်။ပိုင်းနှစ်ပြီးသွားရင်အပိုင်း3ကတကယ်လာမှဖြစ်ပြီးမဲ့အသက်သမျှချိခဲ့ရတဲ့သူမကတော့တကယ်ပြန်မလာတော့တာဖြစ်လို့ရှေ့ဆက်ရမယ့်ဘဝမှာကိုယ်ပိုင်ပျော်ရွှင်မှုတွေဖန်တီးပြီးကောင်းဆုံးဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။အားပေးရလူတယောက်ချင်းစီကိုလည်းကျေးဇူးများတင်ပါတယ်ခင်ဗျာ။